အော်ကြီးဖြစ်တယ်ဟုတ်မကြည့်ပါချောလိုက်တာဟဲ့ဒီနေ့နားနဲ့တွေ့ဓာတ်ပုံရတာလက်မရောက်တော့မှန်းဟုတ်တယ်ဟဲ့ဒီနေ့ကလေငါတို့အရန်ကိုကန်ကောင်းတာသိလားနေ့ကနေဓာတ်ပုံရဖို့လာပါဆိုမလားဒီလိုနေ့ရောက်တာလေပိုလုံးတာရက်ချင်ဘာလို့လဲဟဲ့ဒီလိုမင်းသားနဲ့တွေ့ရဖို့ဆိုတာခက်ခဲတယ်ဟဲ့ဒုက္ခပါပဲဝက်ကြည့်ပါချစ်ရမင်းသားဆိုတာလေယူပဲနော်ဘာမှမထူးစားအဲ့နေတော့ဟုတ်တယ်ငါတို့တော့မဟုတ်ဘူးနော်ချီဦးချီရချစ်စရရရွာဟဲ့နေတော့ငါကြည့်ပါအားကြလေးထိုင်ကြည့်ကြတော့ငါချာနေတာ